cancer ရောဂါတွေကိုတနအီအတွင်းမှာဆက်စစ်လို့ရနေပြီဆိုတော့သိပြီးကြပြီလားဟုတ်ကဲ့ပါကျမတို့ travelvision.com ရဲ့ medical consultant ဒေါက်တာရှင်မောပါထိုင်းနိုင်ငံဘန်ကောက်မြို့မှာဒီဒေါ်လာအများကြီးသုံးစရာမလိုဘဲနဲ့မနေ့ရောက်တာနဲ့ချက်ချင်းဒီ check up တွေကိုပြုလုပ်လို့ရမယ်နေ့လည်နေ့ခင်းထမင်းစားရဲ့ချိန်ရတယ်ဆိုတာနဲ့အဖြေကိုရရှိပြီးတော့ဆရာဝန်ကြီးနဲ့တခါတည်း consult လုပ်လို့ရနေပြီဖြစ်ပါတယ်ဒီလိုမျိုးဒီအဖြေတွေကိုသိမြန်းဆန်းစွာစစ်ဆေးနိုင်တဲ့အပြင်ကိုမှရလာတဲ့အဖြေတွေအကုန်လုံးကလည်းတိတိကျကျနဲ့မှန်ကန်မှုအပြည့်အဝရှိရဲ့ဒီထိုင်းနိုင်ငံဘန်ကောက်မြို့ရဲ့ဆေးရုံတွေမှာ medical check up တွေကို package လိုက်ဝယ်လို့ရနေပါပြီ travelvision.com မှာဆိုလို့ရှိရင်ဒီအသက်ကြီးရွယ်အိုတွေအတွက် cancer ပါဝင်တခြားရောဂါတွေစစ်ဆေးလို့ရတဲ့ package တွေရှိရဲ့အပြင်ကိုတခြားတက်လက်ပိုင်းတက်ငယ်ပိုင်းဒီလူနာတွေအတွက်ကိုလည်းတင့်တော်တဲ့ package တွေကိုဆရာဝန်တွေကိုယ်တိုင်ကအကြံပေးပြီးတော့ရွေးချယ်ပေးနေရပဲဖြစ်ပါတယ်ယောဂအခမ်းပါရှိလဲဆိုတာကိုဆရာဝန်တွေနဲ့တေချာလေးဆွေးနွေးပြီးတော့ဘယ်လို check up တွေကကိုယ့်အတွက်တင့်တော်ဆုံးဖြစ်မလဲဆိုတဲ့အရာကိုဆရာဝန်တွေကိုယ်တိုင်ကအကြံဉာဏ်ပေးနေရဖြစ်တဲ့အတွက်ကြောင့်မို့လို့ဘန်ကောက်မှာသွားပြီးတော့စစ်ချင်တယ်ဒါပေမဲ့ဘယ်လိုမျိုးတွေစစ်ရမလဲဘယ် package တွေရွေးချယ်ရမလဲဆိုတာကိုမသိဘဲနဲ့အခက်တွေ့နေတဲ့လူနာတွေအတွက်ဆိုလို့ရှိရင်ဆရာမတို့ travelvision.com ကနေပြီးတော့ရွေးထွေးစာကျင်းဆိုပါတယ်ဒီဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးလို့လည်းကျေးဇူးအများကြီးတင်ပါတယ်နောက်လည်းဒီ check up နဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်တခြားကျန်းမာရေးနဲ့ပတ်သက်တဲ့ကုသမှုတွေ treatment တွေနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်သိချင်တာရှိရဆိုလို့ရှိရင် comment လေးမှာမှတ်မိခဲ့ဖို့အတွက်ဖိတ်ခေါ်ပါတယ်ရှင်